အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပုံနှန်းထက်ကနဲ့စီးစရာဇလန်တွေအပိုင်းလေးကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့ရန်ရှိတယောက်ပေးထန်းစီကိုရောက်လာပြီးတော့မမျှော်လင့်တဲ့ကမ်းလှမ်းချက်တစ်ခုလုပ်ခဲ့ပါတယ်ရန်ရှိကမိသားစုရဲ့အတွင်းအားဓမ္မစီစဉ်ပေးတဲ့လက်ထပ်ပွဲကိုရှောင်ရှားဖို့အတွက်ပေးထန်းကိုခဏတာချစ်သူအဖြစ်စတိုက်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒီလိုမှသာသူလည်းစိတ်ချမ်းသာစွာလေ့ကျင့်နိုင်မှာဖြစ်ပါတယ်ပေးထန်းကတော့ဒါကိုစီးပွားရေးရတာတွက်ချက်ပြီးတော့အစင်းနဲ့အစင်းကြောက်10လုံးနဲ့လေ့ကျင့်ရေးရင်းမြစ်တွေကိုပေးထန်းကလည်းပြန်လည်တောင်းဆိုခဲ့ပါတယ်ရန်ရှိရလည်းကြောက်တုံး3လုံးကိုချက်ချင်းပေးရပြီးကျန်တာကိုနောက်မှဖြည့်ဆည်းပေးမယ်ဆိုပြီးကတိပြုခဲ့တာကြောင့်ရှိုးဝဲပူပေါင်းမှုစတင်ခဲ့ပါတယ်ဒီလိုနဲ့ပေးထန်းကြောင့်အိမ်ကိုပြန်ရောက်လာတဲ့အခါဖခင်နဲ့အမဖြစ်သူကိုဝမ်းသာတဲ့သတင်းပြောပြလိုက်ပါတယ်သူကရေခဲနဲ့မီနှမျိုးလုံးပါဝင်တဲ့အလွန်ရှားပါတဲ့ကောင်းကင်စင်ကိုခံပညာတွေးကြောကိုနိုးရနိုင်ခဲ့ပြီဖြစ်ပြီးလန်ဟောတိုင်းကေရရဲ့တပည့်ဖြစ်ကိုတိမဲ့ပြုခြင်းခံရတယ်ဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာဖခင်နဲ့အမဟာအင်မတန်ဝမ်းသာပြီးတော့မျောလင်းချက်တွေလည်းတိုးလာခဲ့ကြတယ်တားဖြစ်သူရဲ့ရင်းကျက်လာမှုကြောင့်လည်းဖခင်ကမိခင်ရဲ့တိတ်တမိုင်းကိုဖွင့်ဟပြောခဲ့တယ်မိခင်ရောင်ရွယ်လီဟာဒုံဟူရတနာကိုရောင်ရဲ့သမီးငယ်ဖြစ်ခဲ့ပြီးရောင်ကိုရောင်ဟာလူတွေရဲ့အဓမ္မဖန်ဆီးခြင်းကိုခံခဲ့ရပါတယ်ဒီဖြစ်ရဟာမိသားစုဟာဟန်မိသားစုနဲ့ပြန်ရမှာရှုံးနိမ့်ခဲ့ပြီးနောက်ဖြစ်သွားခဲ့တာပါပိထန်ရဲ့ဖခင်ကဝူရှိစင်တွင်သာရှိနေ၍မကောက်ကွယ်နိုင်ခဲ့ပဲမြို့ကနေနင်းနှုတ်ခံခဲ့ရပါတယ်အမကလည်းဒဏ်ရာရခဲ့တယ်လို့အဖိုးရဲ့တန်ဖိုးကြီးမူလန်မီလီယံကိုပါခိုးယူခဲ့တယ်လို့ပြောလာခဲ့ပါတယ်နာကြီးဝဲတိတ်တမိုင်းကိုကြားသိရပြီးနောက်မှာတော့ပိထန်တယောက်အလွန်စိတ်လှုပ်ရှားပြီးဒေါသကြီးလည်းထွက်လာခဲ့ပါတယ်သူကသူ့ရဲ့မိခင်ကိုပြန်ခဲ့ဖို့နဲ့ရောင်ကိုတောင်ကသူတို့ရဲ့အမအတွက်ပြန်ပေးဆက်ရမယ်ဆိုပြီးမိသားစုကိုအတင်းလင်းကတိပေးလိုက်ပါတော့တယ်ဖခင်ဖြစ်သူကတော့စိတ်ကိုထိန်းချုပ်ဖို့နဲ့3လပဲလိုတော့တဲ့မိသားစုပွဲအတွက်ကိုယ်ခံပညာအဆင့်ကိုအလင်းမြန်မြင့်တင်ပြီးမီလီယံတင်ညာရေးအကြောင်းကိုဝင်ခွင့်ရဖို့သာအာရုံစိုက်ဖို့လေးနဲ့သတိပေးနေခဲ့ပါတယ်ပိထန်ကသူ့ရဲ့ရင်ပေါ်ကအခြေခံလေ့ကျင့်မှုတွေကိုသုံးချပြီးတော့လေ့ကျင့်မှုကိုချက်ချင်းပဲစတင်ခဲ့ပါတယ်လင်ဟာကိုခေါ်လိုက်ပြီးတော့နတ်စင်ကြောက်3လုံးကိုစွမ်းမြင်ပြီးပြောလိုက်တဲ့အချိန်မှာတော့လင်ဟာတယောက်ကြောက်တွေကိုမြင်ပြီးတော့စားကျင်နေပြီလေပိထန်ကနတ်စင်ကြောက်3လုံးပေးမယ်လို့ပြောလိုက်တော့သခင်လေးရန်ကောင်းနာမယ်ဆိုပြီးဒီပိုင်းလေးလည်းဒီမှာပဲဆုံးသက်ထားပါတယ်ခင်ဗျာအပိုင်းအသစ်တွေကိုလည်းနေ့တိုင်းတင်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်မောင်ဖုတ်ပါအားလုံးကျေးဇူးတင်ပါတယ်